အဝိုင်းဝိုင်းလေးဆိုရင်ခနဲ့အမဒီလိုအရှိရှိလေးကြတော့ခနဲ့အထီကဲရရတာနီအေးဟေးဟေးတကလေးနန်းတတို့အညာကပွဲနေရနော်အမိုကြတော့အဒီဒါလေးကိုဖယ်လိုက်မယ်နော်တချို့ကကြာခုနနောက်ဖယ်လိုက်တာကိုမချက်ခင်ကဖယ်တယ်နောက်မှကြာတော့ချက်ပြီးမှဖယ်ပါနော်ဘာလို့ဆိုရင်ဒီအစီလေးတွေကထွက်သွားမှဆိုလို့နှမျောလို့စကားနမပဲဖယ်ပြီးနှင်းပြလိုက်တယ်ဒီလိုအစီလေးတွေကအပြင်မရောက်တော့ဘူးစီဆက်ကြပါဦးနော်ခနဲ့အစီမဦးအပြေပဲဒီမှာလည်းရှိသေးတယ်သူကအစီမပါတော့တနာလို့ရော့ဒါစားချက်ချင်းမသားရတော့လို့ပါ没有。吃了不？抽你那边的菜了。啊，米能有地震了，来嘛来。你大老婆，哦，大老婆弟弟，安尼，看哪呢？安尼带路呐，食讲乜嘢都呀，一路ไป晒啊。